software မှာ table ဆွဲတဲ့အခါဒီလိုမျိုး download မြင်းလေးတွေဒီလိုမျိုးမြင်းဆောင်လေးတွေဒီလိုဆွဲရတယ်ဆိုတဲ့နည်းလေးကိုမျှဝေပေးချင်ပါတယ်ကျွန်တော်ရဲ့ဒီ TikTok အကောင့်လေးမှာဒီ table ဆွဲနည်းနဲ့ပတ်သက်ပြီးတော့ဗောနော် table ထဲမှာမြင်းဆောင်ဆွဲတဲ့နည်းတင်ပေးထားရှိပါတယ်အဲ့ဒီဗီဒီယိုရဲ့အောက်မှာ comment လေးတွေကဗာလဲဆိုရင်ကျွန်တော်ဒီမှာ download ကိုဆွဲလို့ရလားမြင်းဆောင်ဒီမှာမြင်းကောက်ကိုတစ်စောင်းမဟုတ်ပဲပေါ့နော်တစ်စောင်းမဟုတ်ဘဲနဲ့ကျွန်တော် download ကိုဆွဲလို့ရလားဆိုကျွန်တော်ဒီမှာမေးထားပါတယ်အဲ့တော့မေးလို့ဆွဲလို့ရပါတယ်အဲ့တော့ဒီမှာ table ကို download ဆွဲနည်းတင်ပေးပါဆိုဒီမှာ comment လေးမေးထားရှိပါတယ်အဲ့တော့ဒီ comment လေးတွေကိုကျွန်တော်ဖတ်ပြီးတော့ဒီမှာပြန်ပြီးတော့တင်ပေးလိုက်ပါပြီနော်ပြီးတော့အောက်မှာနောက်တစ်ခုက Pro Software မှာစလုံးပေါင်းတပ်ပုံအမှန်စစ်တဲ့နည်းလေးကိုထပ်ပြီးတော့မေးထားလေးရှိပါတယ်ဒီနည်းလေးကိုလည်းကျွန်တော်တစ်ခါတည်းတင်ပေးလိုက်ပါပဲโอเคဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးဆက်လိုက်အောင်အရင်ဆုံးအနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ဒီ TikTok အကောင့်လေးကိုလည်း follow လုပ်ပြီးတော့အားပေးခဲ့ပါနော်ပြီးတော့ကျွန်တော်ဒီမှာ YouTube channel ရှိပါတယ်ကျွန်တော် YouTube မှာဆိုရင်ဒီမှာ knowledge zone ပိုင်းဒီ emisode ဆိုပြီးတော့ကျွန်တော်ရှာပေးလိုက်ပါနော်အဲ့တော့ကျွန်တော်ဒီမှာတင်ပေးထားရှိပါတယ်ကျွန်တော်ရဲ့ဒီ YouTube channel ထဲမှာဆိုရင်လည်းကျွန်တော်ဒီကွန်ပျူတာနဲ့ပတ်သက်တဲ့သင်ခန်းစာတွေဒီဖုန်းနဲ့ပတ်သက်တဲ့ဒီသင်ခန်းစာတွေပေါ့နော်တင်ပေးထားအများကြီးရှိပါတယ်အဲ့တော့ဒီနည်းလေးကိုလည်းလေ့လာခြင်းနဲ့ဆိုရင် YouTube channel မှာ subscribe လုပ်ပြီးတော့သွားပြီးတော့လေ့လာလို့ရပါတယ်โอเคအစင်ကျွန်တော်ဗီဒီယိုလေးဆက်လိုက်အောင်အရင်ဆုံးအနေနဲ့ကျွန်တော် table တစ်ခုဆွဲဖို့လိုပါတယ်အဲ့တော့ table ဆွဲမယ်ဆိုရင် table ဆွဲတာကလွယ်ပါတယ်ဒီအရင်ဆုံးပေါ့နော်ကျွန်တော် insert ထဲမှာtable ကနေတော့ဆွဲပြရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တရားလေးအရင်ဆုံးဖြတ်ပြလိုက်ပါမယ်โอเคဒါဆိုရင်ကျွန်တော်ဒီမှာ table လေးဆွဲအောင် insert ထဲမှာရှိတဲ့ table ကိုနှိပ်ပါဒီ insert table ကိုနှိပ်ပြီးတော့ကိုလိုချင်တဲ့ဒီနေရာလေးမှာပေါ့နော် number of column ရေတွက်ထည့်ပါမယ်ပြီးတော့ရင် number of row ပေါ့နော် row ရေတွက်ဒီမှာလည်းထပ်ပြီးတော့ထည့်ပါမယ်โอเคထည့်ပြီးသွားပြီဆိုလို့ရှိရင် okay ကိုနှိပ်လိုက်ရပြီပေါ့နော်ကျွန်တော်ကတော့မထည့်တော့ဘူးပေါ့နော်โอเคဒါဆိုရင်ဒီမှာဒီထဲမှာပေါ့နော်ကျွန်တော်မြင်းဆောင်လေးကိုအရင်ဆွဲပြပါမယ် table လေးရသွားပြီဆိုရင်ကျွန်တော် table ပေါ်မှာတစ်ချက်နှိပ်ပါ table ပေါ်မှာကျွန်တော်တို့ကဒီတစ်ချက်နှိပ်ထားမှာ select မှတ်ထားမှသာလေအပေါ်မှာအပေါ်ဆုံးမှာပေါ့နော် table design ရဲ့ table ၄ရောက်ပဲဆိုပြီးတော့ရှိပါတယ်အဲ့ဒီတွေကနေပြီးတော့ table ၄ရောက်ထဲကိုရွှေ့ပေးလိုက်ပါ table ၄ရောက်ထဲမှာဆိုရင်ကျွန်တော်ဒီမှာ dot table တို့ပေါ့နော် eraser တို့ပါရှိပါတယ်အဲ့တော့ eraser ဆိုတဲ့နေရာလေးeraser ရဲ့ရှေ့မှာပေါ့နော် dot table ဆိုတာလေးရှိပါတယ် dot table ကိုတစ်ချက်နှိပ်ပြီးတော့ဒီမှာကိုကဒီမြင်းဆောင်လေးဆွဲမှာဆိုရင်မြင်းဆောင်လေးဆွဲလို့ရတယ်ပြီးရင်ဒီလိုမျိုးပြန်ပြီးတော့စောင်းပါလာပေါ့နော်ကိုကကိုအဆင်ပြေသလိုကျွန်တော်ဒီမှာပြန်ပြီးတော့စောင်းလို့ရပါတယ်ပြီးတော့စောင်းပေါ့နော်ဒါကတော့ကျွန်တော်ဒီထဲမှာမြင်းဆောင်လေးတွေဆွဲတဲ့နေပါပြီးတော့အဲ့ဒီ table ထဲမှာကျွန်တော် download ရောဆွဲလို့ရလားဆိုတော့ download လည်းရပါတယ်ဒီမှာလင်းလေးအောက်ကိုဖိဆွဲလိုက်ပါရှာနာဒီပုံစံလေးတွေကျွန်တော်ရပါမယ်ကိုကဘယ်နှခုလိုချင်တာလဲပေါ့နော်ဒီလိုမျိုးလေး download မြင်းလေးလည်းဆွဲလို့ရပါတယ်โอเคနောက်တစ်ခုကတော့ကျွန်တော်ဒီမှာဒီ Microsoft မှာစလုံးပေါင်းတက်ပုံပေါ့နော်အမှန်စစ်နည်းလေးကိုထပ်ပြီးတော့ပြပါမယ်ဘယ်လိုမျိုးစစ်ရမလဲဆိုရင်ဒီမှာကျွန်တော်ဒီထဲတန်းလေးလိုက်ပြီးတော့ပါနေနော် dot table လေးကိုတစ်ချက်ပြန်ပြီးတော့နှိပ်လိုက်ဒါဆိုမပါတော့ဘူးအဲ့တော့စလုံးပေါင်းတက်ပုံစစ်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ကဟိုမြန်မာစာတွေရိုက်မယ်ဆိုရင်တော့ဒီအောက်ကအနီချောင်းလေးပေါ့အနီချောင်းဖြစ်စေအပြာချောင်းဖြစ်စေဒါလေးကတော့အားလုံးပါနေမှာဖြစ်တယ်ပြီးတော့ရင်ဒီလိုမျိုးအင်္ဂလိပ်စာတွေရေးမယ်ဆိုရင်လည်းစလုံးပေါင်းတက်ပုံမမှန်ဘူးဆိုရင်ကျွန်တော်ကဒီစာတွေကပေါ့နော်ဟိုအနီချောင်းလေးနဲ့ပြနေမှာဖြစ်တယ်အဲ့တော့ဒီမှာကျွန်တော်ရေးလိုက်မယ် ACC ဆိုပြီးတော့ရေးလိုက်တဲ့အခါမှာဒီလိုမျိုးသူကပြပေးလိမ့်မယ်အဲ့တော့ဒီမှာတော့စာတွေအမှန်နေတဲ့အတွက်မပြဘူးပေါ့နော်ဒီမှာစာမှာဆိုရင်လုံးဝဒီစာအမှန်ဒီဖြစ်ဒီမှာဒီဖြစ်တော့အောက်တို့အနီချောင်းပြပါအဲ့တော့အင်္ဂလိပ်စာမှာဆိုရင်တော့သူကစလုံးပေါင်းတက်ပုံမှားပြီဆိုတာနဲ့စာကြောင်းအနီလေးပြပေးပါလိမ့်မယ်အဲ့တော့စလုံးပေါင်းတက်ပုံကမှန်လားမှားလားစစ်ရှင်နေဆိုရင်အနီချောင်းလေးပြနေလို့ပေါ့နော်အနီချောင်းလေးပြနေတဲ့အခါမှာကျွန်တော်အင်္ဂလိပ်စာမှန်လားမှားလားစစ်ရှင်နေဆိုရင်ဒီ insert ထဲကိုဟောင်းတက်ထဲကိုသွားပေါ့နော်ဟောင်းတက်ထဲမှာဒီဟောပေါ့နော် review ထဲပေါ့နော် review ထဲကိုသွားပါ review ထဲမှာနှိပ်လိုက်တယ်ဆိုရင်ဒီရှေ့သုံးလေးမှာတွေ့ရမှာ spelling and grammar ဆိုပြီးတော့ရှိပါတယ် spelling and grammar ကိုတစ်ချက်နှိပ်လိုက်တာနဲ့ကျွန်တော်ကဒီမှာကိုကမှားနေတဲ့စကားစုလေးတွေကိုတစ်ခါလေးပြပေးလိုက်မယ်အဲ့ပြီးတော့ထပ်ပြီးတော့နှိပ်မယ်ဆိုရင်နောက်တစ်ခုကိုထပ်ပြီးတော့ဒီမှာတစ်ချက်နှိပ်လိုက် spelling and grammar ကိုနှိပ်လိုက်အဲ့တော့သူကဒီမှာပဲမြန်မာစာမှာမှားနေရလို့ပဲသူကပြတယ်ပေါ့နော်ဒါမှကျွန်တော်တို့ရေးထားတဲ့စာကတော့အမှန်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်မြန်မာစာလေးကိုဖျက်ပြီးတော့အင်္ဂလိပ်စာလေးကိုထပ်ပြီးတော့စစ်ကြည့်ပါမယ်အင်္ဂလိပ်စာလေးကိုစစ်မယ်ဆိုရင်လည်း review တွေကိုသွားပါ spelling and grammar ဆိုလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့သူကဟိုဒီမှားတဲ့စကားစုမရှိဘူးလို့သူကပြပါပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဒီမှာကွန်ပျူတာဆိုတဲ့ဟာလေးကိုမှားပြီးတော့ရေးလိုက်မယ်အိုးနှလုံးထပ်လိုက်မယ်ပေါ့နော်အိုးနှလုံးထပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော် spelling and grammar ကိုထပ်ပြီးတော့နှိပ်ကြအောင်โอเคဒါဆိုရင်ကျွန်တော်ဒီမှာ
ပုံနှလုံးရေးထားတဲ့အတွက်ပေါ့နော်ကျွန်တော်ဒီစာမှားနေတဲ့အတွက်သူကဒီမှာပြပေးတယ်အဲ့တော့သူ့ရဲ့ဖြစ်နိုင်ခြေကိုလည်းသူဒီမှာပြပေးတယ်အဲ့တော့ကွန်ပျူတာတဲ့ဒီသူ့ရဲ့ဖြစ်နိုင်ခြေစကားစုလေးရပါတော့ကွန်ပျူတာဖြစ်နိုင်တယ်နောက်တစ်ခုက processor ပြီးရင် processor ပေါ့နော် CPU စသဖြင့်ဖြစ်နိုင်ခြေပေါ့နော်ဒါသူ့ရဲ့ဒီအဓိပ္ပာယ်ပေါ့နော်ဖြစ်နိုင်ခြေစကားစုလေးကိုသူပြတာပါအဲ့တော့သူ့ကိုပြောင်းချင်တယ်ဆိုရင်ကိုကဒီကွန်ပျူတာဆိုတဲ့စကားစုကိုပြောင်းပါလား processor ကိုပြောင်းပါလားပေါ့နော်ကိုကဒီနေရာလေးမှာအစားထိုးမယ်အဲ့တော့ကွန်ပျူတာလေးကိုကျွန်တော်ကတစ်ချက်နှိပ်လိုက်တာနဲ့ auto အစားထိုးပြီးသားပါဒါဆိုရင်ဒီ Microsoft မှာစလုံးမောင်းတပ်ပုံစစ်တာအစားထိုးတာရှာပါမယ်အဲ့တော့ဒီနည်းလေးကကျွန်တော်ဒီ download ဆွဲတဲ့နည်းလေးရဲ့စလုံးမောင်းတပ်ပုံစစ်တဲ့နည်းလေးကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း follow လုပ်ပြီးတော့ subscribe လုပ်ပြီးတော့အားပေးခဲ့ပါဦးခင်ဗျာအားလုံးစင်ပြေကြပါစေခင်ဗျာ